မင်္ဂလာပါဒီနေ့ကတော့ live ပေါ်မှာတွေ့ပြီးတော့အရန်စားချင်နေတာနဲ့ရေပွဲကိုမာလာဆက်လေးနဲ့ကြော်ပါမယ်ခင်ဗျာအနက်မွေးဖို့အတွက်ရေပွဲပြုတ်မဲ့တဲ့ကိုရှောက်ဘလူးရဲနဲ့ဂျင်းလေးထည့်ပြုတ်ထားပါမယ်ရေဆူလိုက်တော့ရေပွဲတွေထည့်ပြီးတော့ပြုတ်လို့ရပါပြီခင်ဗျာရေပွဲကပရိုတင်းနဲ့ကြော်ရတဲ့ပင်လယ်စာတစ်မျိုးဖြစ်တယ်ပြီးရင်အခုနောက်ပိုင်းဆိုလို့ရှိရင်လူတော်တော်များများလည်းပုံစံမျိုးစုံနဲ့ချက်စားလာကြတယ်ပေါ့နော်ကျွန်တော်ထင်ရတော့ပင်လယ်စာနဲ့အားလုံးထဲမှာရေပွဲကမာလာအနှစ်နဲ့ live fest ဆိုပဲလို့ထင်တယ်ခင်ဗျာသူ့အကြာကြီးပြုတ်ပေးလို့ရှိရင်လည်းမာသွားတတ်တာမို့လို့တော်ရိုလေးပဲပြုတ်ပေးရင်ရပါပြီပြုတ်ထားရေပွဲတွေကိုခဏလေးဆယ်ထားပေးပါမယ်ကျွန်တော်အနှစ်များများလေးစားရင်တော့မို့လို့စက်သွန်ပြစက်သွန်ဒီအယောင်တင်မှုတွေကိုထပ်ပြီးတော့ထောင်းပါမယ်ခင်ဗျာမာလာအနှစ်မကြိုက်တဲ့လူတွေကလည်းဒီလိုပုံစံမျိုးမျိုးတီးထောင်းပြီးတော့ဒီတိုင်းကြော်စားလို့လည်းစားလို့ကောင်းတယ်ခင်ဗျာကဲစက်သွန်ဒီလည်းညက်ပြီးဆိုလို့ရှိရင်တော့စပြီးကြော်လို့ရပါပြီစီထက်မယ်စီပူလာရင်တော့ခုနထောင်းထားတဲ့ဟာတွေကိုထပ်ပြီးကြော်ပါမယ်ထောင်းထားတဲ့ကြက်သွန်တွေနည်းနည်းကြက်ပြီးဆိုရင်မာလာနှစ်တွေကိုဖောက်ပြီးထည့်ပါမယ်ဒီမာလာနှစ်ကအရားသားတွေအကိုပါထားပြီးသားဖြစ်တဲ့ကြောင့်မို့လို့ဘာမှထပ်ထည့်စရာမလိုတော့ဘူးပေါ့နော်ကျွန်တော်မာလာအနှစ်လေးနှစ်စွန်းထည့်ပါမယ်ပြီးရင်တော့အနက်လေးမွေးလာတဲ့ဒီကိုစက်တိုက်လေးမှွေပေးပါမယ်ခင်ဗျာအနက်လေးမွေးလာပြီဆိုလို့ရှိရင်ပြုတ်ထားတဲ့ရေပွဲတွေထည့်လို့ရပါပြီရေပွဲတွေကိုဟင်းအနှစ်နဲ့တိတ်ချသမတ်သွားအောင်မီးလေးနဲ့ဖြည်းဖြည်းချင်းမှွေပြီးတော့ကြော်ပေးမယ်နော်ကျူးစီလေးတစ်စုံထည့်ပါမယ်ကျွန်တော်ချိုစီစီလေးစားခြင်းတဲ့အတွက်ကြောင့်မလို့ကျူးစီလေးထည့်ပါတယ်ပြီးရင်အရေးလေး6လေးဖြစ်သွားတဲ့ဒီကိုဆက်တိုက်လေးကိုကြော်ပေးပါမယ်ခင်ဗျာရေလေးတွေ6လာရင်နန်းလေးအုပ်လိုက်ပါမယ်ပြီးရင်တော့အရန်ကိုရမ်းမရှိတဲ့ရေပွဲမှာလာဆက်ကြော်လေးပါပါခင်ဗျာဒီနေ့ကသမင်းနဲ့လည်းပဲစားစားပြီးရင်အရက်ပြကြိုက်တတ်တဲ့သူတွေအတွက်ကတော့အမီးအနေနဲ့ပဲစားစားပေါ့အရန်ကိုစားလို့ကောင်းပါတယ်ချက်ရလွယ်လွယ်လိုက်ချက်စားကြည့်ကြပါနော်ကျေးဇူးတင်ပါတယ်ခင်ဗျာ